မူဘီဂျီကက်လို့မဲ့ဗီဒီယိုတွေကိုအလွယ်ကူဆုံးထောင်ကြမယ်အခုဗီဒီယိုမှာပြောပြပေးသွားမှာတော့ကျွန်တော်တို့ TikTok မှာတွေ့နေရတဲ့အခုလိုမျိုးမူဗီကက်ဗီဒီယိုတွေကိုဘယ်လိုရှာပြီးတော့ထားရမလဲဆိုတာကိုပြောပြပေးသွားမှာပါအခုလိုမျိုးမူဗီကက်ဗီဒီယိုတွေကို YouTube မှာရော Channel မှာရောအဆက်ရှိတဲ့ပြင်တော့အဲ့ဒီ application တွေမှာရှာပြီးတော့ကိုလိုချင်တဲ့ဗီဒီယိုတွေကိုdownloadဆွဲလို့ရပါတယ်ကျွန်တော်ကတော့ YouTube ကနေdownloadဆွဲလို့ရမယ်နည်းလမ်းပြပြပေးသွားမှာပါပထမဆုံးကျွန်တော်တို့ YouTube ထဲဝင်လိုက်ပါမယ် YouTube ထဲရောက်သွားပြီဆိုလို့ရှိရင်ကျွန်တော်ပါထားတဲ့အတိုင်း movie ရေကက်ဆိုပြီးတော့ရက်ရှာလိုက်ပါရက်ရှာပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့အောက်မှာဗီဒီယိုတွေအများကြီးပေါ်လာတဲ့ပေါ့နော်အဲ့ဒီဗီဒီယိုတွေထဲမှာအရှိလဲရှိတယ်အတူလဲရှိတယ် short ဗီဒီယိုတွေလိုမျိုးပေါ့ကျွန်တော်တို့က short ဗီဒီယိုတွေကိုdownloadဆွဲရမှာပါdownloadဆွဲဖို့အတွက်ကျွန်တော်တို့နဲ့အတူတူမှဗီဒီယိုတစ်ခုကိုနှိပ်လိုက်ပါနှိပ်ပြီးသွားပြီဆိုလို့ရှိရင်တော့သူ့ရဲ့ဖိနာမှာရှိတဲ့ SHAI share ဆိုတဲ့ဟာလေးကိုတစ်ချက်နှိပ်ပြီးတော့ copy ယူပါမယ် copy ယူပြီးသွားပြီဆိုလို့ရှိရင်အဲ့ဒီဗီဒီယိုတွေကို download ဆွဲဖို့အတွက်ကျွန်တော်တို့ Google ကိုဆက်သွားပါမယ် Google ရောက်ပြီဆိုလို့ရှိရင် Google ဘယ်ဆိုမှာကျွန်တော်ပါထားသလိုလေးရိုက်ချလိုက်ပါရှာပြီးတော့ပြီဆိုလို့ရှိရင်ကျွန်တော်ပါထားတဲ့ဟာလေးကိုတစ်ချက်လောက်နှိပ်လိုက်ပါ Snoop ဆိုတဲ့ဟာရောက်ပြီဆိုလို့ရှိရင်ကျွန်တော်ဒီကောက်လေးရဲ့ application ကို download ဆွဲထားပြီးမို့လို့ Google ထဲသွားစရာမလိုပါဘူးအဲ့ဒီကောက်လေးတစ်ချက်လောက်နှိပ်လိုက်ပေါ့နော်ဒီကောက်လေးကတော့ကျွန်တော်တို့ရဲ့ကိုပေးလေးကိုတစ်ခါတည်းတန်းပြီးတော့ထည့်ပေးပါတယ်download ဆွဲတဲ့ဟာလေးကိုတစ်ချက်လောက်နှိပ်လိုက်ရင်တော့ကျွန်တော်တို့ရဲ့ဗီဒီယိုလေးကိုရသွားပါပြီနောက်ဗီဒီယိုတစ်ခုမှာတော့ကျွန်တော်တို့အခုdownloadထားတဲ့ဗီဒီယိုကိုမြန်မာစာတန်းတို့ဘယ်လိုထည့်ရမလဲဆိုတာကိုပြပြပေးသွားမှာပါနောက်ဗီဒီယိုလေးစကြည့်နေဆိုရင်တော့ flow လေးလုပ်ခဲ့ပြီးပါ